ကျေစုံတော်မူကြပါစေအားလုံးပဲနှလုံးစိတ်ဝမ်းအေးချမ်းတော်မူနိုင်ကြပါစေဒီနေ့ကတော့ကျွန်တော်စိတ်သားပါနော်စိတ်သားလေးကိုကျွန်တော်တို့စိတ်ခေါင်းသားလေးရဲ့ကျွန်တော်တို့နော်ဟိုဥစားလေးရဲ့ရင်နူးသားလေးရဲ့ပါနော်အချိန်မျှလူလေးဝယ်ထားတဲ့ခေါင်းသားအစိတ်ရင်နူးသားစိတ်ပါဒါလေးကိုကျွန်တော်တို့တည်နေပါပြီနော်ခုဆိုရင်ကျွန်တော်တို့ဟမ်ကဲစိတ်သားလေးပါစိတ်အာလူလေးပါရေဆက်ဆက်လေးနဲ့တည်မယ်စိတ်အာလူဒီဘက်မှာတိုးပါစိတ်အာလူပါဒီနေ့ဟင်းမီတို့ကစိတ်အာလူရဲ့ငပိရပြောရဲ့တို့ချာသခွားသေးရဲ့ပါဟုတ်ကဲ့ပါတို့တရားသခွားသေးလေးရဲ့ငပိအကျိုးလေးနဲ့ပါဟုတ်ကဲ့ဒါလေးကိုတည်နေပါပြီနော်စိတ်သားလေးကိုအရင်တော့အရင်ချက်ပါပြီးတော့မှညီမတို့အာလူပေါင်းထားလေးပြောမှထည့်ပါပါဒီနားမှာပါအာလူပေါင်းထားတာနော်လေးဆန်ရှားမင်္ဂလာအာလူကဒီမှာအများကြီးပါသမီးတန်အာလူဘလားလောက်ရှိမလဲတန်ငါတစ်ပေါက်ဘယ်နှတုံးရနှစ်တုံးရမလားတစ်တုံးရတန်ငါတစ်ပေါက်နှစ်တုံးသေချာလေးပြီးကြည့်လိုက်နော်မနေ့ကျရင်ဒါကိုလေးတက်လေးကိုးစားလေးလုပ်ရင်ကောင်းမယ်မင်းတို့နူးပြီးသားဖြစ်တဲ့အတွက်စိတ်သားကိုခက်ပြီးွားရင်အပားရည်နဲ့လေကြည့်ပြီးတော့ထည့်ပြီးစိတ်သားတွေကိုထည့်လိုက်မဟုတ်ဘူးနဲ့ထည့်တယ်ရတယ်သူတို့ရှေ့မှာလည်းရောလိုက်တယ်ရတယ်ဒီเจ้าမှာဒီမှာရောလဲရတယ်သူတို့ရှေ့မှာရောလိုက်တယ်ရတယ်ရောပေးလိုက်ပေါ့မဟုတ်သေးပါမဟုတ်ဘူးတွေနဲ့ထည့်သွားပြီးတော့လေဘယ်လောက်ဆိုတာတော့ဒါကညီမတို့အာလူပေါင်းထားတာနော်စိတ်သားခက်အာလူထည့်ပေးတယ်နော်အာလူနှစ်တုံးဆိုရပါတယ်တော်တော်လေးတပားကိုအာလူနှစ်တုံးစီပါအနေကျမညီမတို့ဒါငပိရပါငရုတ်သီးစအောင်လို့ကျွန်တော်တို့နော်ဒါငရုတ်သီးအနီတောင်းနဲ့ဖြော်ထားတာနော်ဒီမှာပါပြည့်နှစ်နေအောင်ပါကျွန်တော်တို့ကပြည့်လေးပဲကြိုက်တယ်နော်စွမြနဲ့ဒီအိုးကြီးနဲတာမဟုတ်ဘူးနော်ဒီမှာပါငပိဒီအိုးနဲတာမဟုတ်ဘူးဒီမှာကြည့်ပါဦးအနေကျရင်တန်ကအပြည့်ပါတန်ကအပြည့်ပါဒီအိုးကြီးကပါ1900အတွက်ငပိရကျူလေးရဲ့တိုးစရာတခွားသီးလေးရဲ့စိတ်သားနဲ့အာလူဟင်းလေးရဲ့ပါပြည့်နှစ်နေတာပါကျွန်တော်ပစုံကြောင်းနဲ့ဖြော်ထားတာပါနော်ပစုံကြောင်းလေးနဲ့ဖြော်တာအော်မီးလေးပြတ်သွားပါပြီဟုတ်ကဲ့ပါခဏလေးပါမီးလေးဟုတ်ကဲ့ပါသမီးဟုတ်ကဲ့ပါခဏလေးစောင့်ပါနော်မီးလေးပြတ်သွားလို့ပါကျွန်တော်တို့ကအဲ့ဒါလေးနဲ့ကဲဘက်ထရီလေးအရင်ချိတ်မယ်ဘက်ထရီချိတ်လို့မရတော့ဘူးလားဟုတ်ကဲ့ပါကဲ9နာရီပြတ်တာဗမာပြည်ဦးခေါ်9နာရီကွက်တီပါပဲ9နာရီကွက်တီပါပဲနော်ဗမာပြည်ဦးခေါ်ပါသည်အော်တိုစနစ်နဲ့ပေးတာ9နာရီဆိုတောက်ဆိုပြတ်တယ်တောက်ဆိုလာတယ်အော်တိုကအင်ချီပြူမင်္ဂလာပါဟုတ်ကဲ့ပါဒီမှာပါငပိကဲမီးစက်လေးသွားမောင်းတာပါတယ်နော်ငပိကျွန်တော်တို့နော်ငပိပြည့်နေလေးပါကဲဖုံးမိတွေအလွန်မတန်အသုံးတဲ့ပါတယ်နော်ဖုံးမိတွေအလွန်မတန်အသုံးတဲ့ပါတယ်မိမိမင်္ဂလာပါမကဲဒီဘက်မှာကဲမီးလေးတွေနဲ့အလှပိုးစုံကြီးလေးတွေလှပါနော်ကဲမမပြည်ဖုံးပေါ်ပါတယ်ပြန်နေလာပါပြီကွန်ဂျွန်နိုင်မမပြည်ဖုံးပေါ်ပါတယ်မင်္ဂလာပါနော်ဒါမီးစက်နှိုးလိုက်တာပါစိတ်သားလူညီမတို့အရင်ကမူးအောင်ရင်ချက်ပါတယ်မလေးဒိန်ကြီးနဲ့ချက်တာဒိန်ကြီးနဲ့နော်ဒိန်ကြီးနဲ့နှက်ထားတာပါအချိန်တော်တော်လေးပေးလိုက်ရပါတယ်နော်ကဲစားလေးနဲ့ပေးညီမတို့ချက်တာတော်တော်ကြာပါပြီမူးအောင်2နာရီလောက်ရှိပြီချက်တာကဲစားလေးနဲ့ထက်မတန်းတန်းနေမင်္ဂလာပါမတော်ပြီဟိုဘက်စားလေးနဲ့ထက်နော်ကဲစားနဲ့ဆုံးထက်ကျွာ173မင်္ဂလာပါကဲပါလာရှယ်ပဲနော်စားလေးနဲ့ကဲခုဒီနည်းနဲ့ထပ်ထည့်အောင်ဒါရေလေးနဲ့ထပ်ထည့်ဖို့ရှိမင်္ဂလာပါမရေနော်ကဲဒါလေးနူးအောင်တော့ထားအောင်ပြီးမှရေတပုံးစီလိုက်မှာမထားနူးအောင်ထားလိုက်ပါအောင်နော်ရေလေးနဲ့ဆက်လေးပါတိုးစရာလေးကတခွားသေးပါကဲဒီဘက်ကျွန်တော်တို့လိုက်လေးကိုမရှည်သေးခြင်းလို့ငါကျွန်တော်တို့ညီးပြပါမယ်လက်နဲ့စားပြီးဖက်တိုက်လိုက်မယ်နော်ညီးပြလိုက်ပါမယ်ဟောညီမတို့ထပ်ပြီးတည်ထားအောင်ပါနူးဣနေအောင်ပါကဲဒီဘက်မှာစိန်လိုက်ကကြတော့မနေ့ကရှိလောက်မယ်မညီမတို့ပို့စီကြိုတင်ပေးပါမယ်မဟိုတိတ်ပြီးတော့လေနေသိမကောင်းကြပါဘူးကျွန်တော်တို့ခုနတော့မှထားပြီးတော့လေအလိုချင်ဆုံးရာဘာလဲဆိုအေးဝဝအိတ်ချင်းလိုချင်ဆုံးရာဘာယူမလဲလို့မေးအေးဝဝအိတ်ပြစေလို့ပဲစူတောင်းမင်းသိန်း100ယူမလားအေးဝဝအိတ်မလားဆိုရင်အေးဝဝအိတ်ပါမယ်ဖူမမင်္ဂလာပါရှင်မင်္ဂလာပါမမိုက်တယ်နော်
တစ်ဖက်မှာမီးလာလားမသိဘူးနော်ယူဝတက်လာဆိုတော့ အေးဟုတ်တယ်တစ်ဖက်မီးလာတာ တစ်ဖက်မီးလာရင်ဒီဘက်ကတော့ပြတ်သွားပါပြီ ဒီစိတ်သားတော့ခဏလေးစီလေးနည်းနည်းထည့်ခြင်းတယ်စီလေးနည်းနည်းထည့်ခြင်းပါတယ်စီလေးနည်းယူပါဟိုဘက်ဒီပဲစီလေးထည့်မယ်နော်စီပုံးလေစီပုံးလေနော်စီလေးနည်းထည့်ခြင်းပါတယ်နည်းနည်းလေးထည့်မယ်တပိတ်သား50လောက်ထည့်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့ ဒီနေ့မတေလူရန်တာ30ပါ ဩဒေါ်ဝင်းနီချောင်းဟိုနော်ဟိုဒါကျွန်တော်တို့မေတော်ကြီးပါမေတော်ကြီးဒေါ်ဝင်းနီချောင်းရဲ့80နဲ့ 9နှစ်ပြည့် 9နှစ်ပြည့်ဝင်းနေလူပါကျွန်တော်ဒီနေ့က USA ကထူတာပါတန်ငါ1900ရောက်စိတ်သားအာလူနဲ့ချက်နိုင်တယ်နော်ကျွန်တော်တို့နော်စိတ်သားအာလူနဲ့ချက်နိုင်တယ် မှာပါစိတ်သားအာလူပါစိတ်ရည်မိသားလေး ကိုကြီးတော့ဆွဲလို့ရမယ်မထင်သေးဘူးနော်ဒါစားလို့ရနေပြီဗျကျွန်တော်အိမ်မှာလေကလေးဘွားကိုပြန်တန်းတာတာမဟုတ်အိမ်မှာလေစိတ်သားချက်ရင်လေအဲ့စိတ်သားလဲနူးဟင်းလဲကုန်မနူးတနူးနဲ့ကိုလေဥရဖားရချက်စားရတာမနူးနဲ့ထဲလိုက်စားလိုက်ချင်းနဲ့စားတာပေါ့နော် ခင်းလဲချက်ကောအရေးပဲကြံ ခင်းလဲချက်ရောအရေးပဲကြံရော နင်းနေအောင်မင်္ဂလာပါ ကဲဒီဘက်မှာဟိုဘက်လေးရောအဲ့လိုလေးနော် ဒီဘက်မှာပါညီမတို့ဒါမီးနဲ့ အာလူလေးပေးအာလူလေးတစ်ပန်းပေး ပါ တစ်ပန်းပေး နေ့ကျမအာလူထည့်ပြီးမှာပေါ့နော်ဖုံဖုံနေဆိုကိုရထည့်အာလူကြေသွားမှာ မဟုတ်ဘူးမယူအာလူလေးတစ်ပကံထဲလို့ ရွာတန်း60မင်္ဂလာပါ တော်တယ် ဒီနေ့ဟင်းမနူကအစိတ်သားအာနူနဲ့ တစ်လုံးနဲ့ချက်လာတော်တယ် တို့ဆရာ ခါတဲ့ပြေလေး ပါ အာလူလေးကဲဒီမှာတပြည့်လေးပြင်ပေးပါနော်ဒါလေးကဲကျွန်တော်လက်နဲ့ဆွဲတော့မယ်နော်